မင်းကလူဝင်စားအဲ့လိုဟုတ်လားမတ်မိတာပေါ့ဟိုဘွားတော့အဲ့မင်းကမိန်းကလေးလားယောက်ျားလေးလားမိန်းကလေးဟိုဘွားတော့ကလည်းမိန်းကလေးပဲနော်မင်းကုရုကံထူးလို့လူဘွားပြန်ဖြစ်တာဗျဟုတ်တယ်ငါတမီးကုရုကံထူးလို့လူတည်ပြီးတော့သူပြန်ဝင်စားတာကြည့်စမ်းဟိုဘွားတော့နော်အဲ့ဟိုဘွားတော့အဖေတွေရောမတ်မိပြီတယ်ဟိုဘွားအမေလည်းမတ်မိတယ်သူတို့ရောအဲ့လိုပြောလိုက်တော့သူတို့ရောတိကြတာလားတိရနော်အဲ့ဆိုရင်မင်းဥဖူးပါရဲ့ကိုရင်နှစ်ပါးရှိတယ်သူ့မှာသားနှစ်ယောက်ရှိသေးတယ်အဲ့ဒီသားနှစ်ယောက်ကလည်းဘုံရက်တစ်ဖက်ပဲဒီမှာတင်ငန်းဝတ်တာအခုဆိုင်တိုက်ပို့ထားတယ်ပညာရောင်ကြီးမှာဆိုင်တိုက်ပို့ထားတယ်အဲ့ဒါတွေ့ကြလားနောက်ခါကျဘုံကြီးတွေ့ပြီးမယ်နော်ဒီကထိန်လာမှာနဲ့တူတယ်ဘုံကြီးပင့်ကြည့်မယ်နော်အဲ့ခါကျရင်အဲ့ဒါကြောင့်မင်းသူ့ကျတော့မောင်လေးပေါ့ဟိုကတော့နဲ့မောင်လေးသူတို့ရောသိပလားတကယ်တော့အဲ့တော့မဆုံးခင်တော့မမွေးပါဘူးမင်းမဆုံးရင်ကတော့သူတို့မမွေးဘူးမင်းဆုံးပြီးမှမွေးတာအဲ့ဒါဆုံးတော့ပုံကသိလားဆုံးတော့ပုံတော့သိတော့ဘုန်းကြီးပြောကြတာဘယ်လိုဆုံးတော့တယ်အဖျားလို့ဆွေးရမှာဆုံးတော့တာအဲ့ဒီဆုံးတော့မေတ္တာဒီအခုဒီဘဝမှာပြန်ဖြစ်လာတော့အေးအဖေမေလိုလဲတအားတူးကျင်တာပါမင်းရတာအိမ်မီမီလေးငါတမင်မင်းကုလိုကံထူးတယ်ကုလိုပြန်ဆက်လို့မင်းဒါကုလိုကောင်းမှုပြုဖို့ရန်အတွက်ဒါမင်းလူလောကပြန်လာတယ်လို့ပဲပုံညပေါက်ချဲချရမှာပဲနော်ဟုတ်လားအဲ့ဆိုတော့ကုလိုလေးပါလေးပြုဖို့ကိုနိုင်ရပြုဖို့ကွာကုလိုကောင်းမှုနော်လူလေးနော်ဟုတ်တယ်မလားအေး